ဟင်ဘာလူမျိုးစုတွေရဲ့ရိုးရာအလှဆင်ပစ္စည်းဒီမျိုးသမီးတွေဟာအာဖရိကတိုင်းနာမီဘီယာနိုင်ငံမြောက်ပိုင်းမှာနေထိုင်ကြတဲ့ဟင်ဘာလူမျိုးစုတွေဖြစ်ပြီးသူတို့ဟာသူတို့ရဲ့ခန္ဓာကိုယ်နဲ့မျက်နှာကိုနီညိုရောင်ရှိတဲ့အမြင်ကြီးတွေတုံးနေရှိပါတယ်။ဒီနီညိုရောင်တွေဟာသူတို့ရဲ့ရိုးရာအလှဆင်ပစ္စည်းဖြစ်တဲ့ OD ဂျစီကိုအသုံးပြုထားတာပါ။ OD ဂျစီဆိုတာရိုးရာအလှဆင်ပစ္စည်းတစ်ခုဖြစ်ပြီးဟင်ဘာမျိုးသမီးတွေကကိုယ်တိုင်ပြုလုပ်ကြပါတယ်။အဓိကပါဝင်ပစ္စည်းတွေကတော့ red ochre လို့ခေါ်တဲ့တဘာဝမြေသားမို့ထောပတ်နဲ့တစ်ပိတ်အစီအနှဲငယ်တို့ဖြစ်ပြီးအဲ့ဒါတွေကိုအကျိုးစားကြစွာရောဆက်ထားတာပြည့်ခဲခဲပုံစံရှိပါတယ်။သူတို့ဟာဒီရောနှောကိုအသားအရည်စပင်နဲ့ဥယျာဉ်ထဲအချို့ကိုပါလိမ့်ကျအငှားစင်လေးရှိပါတယ်။မူရင်းရိုးရာနီးလန့်အရာဆိုရင်သူတို့ကတန်တတ်ပါတဲ့ကြော်တုံးတွေကိုရိုက်ချိုးပြီးနူးညံ့တဲ့မြေမုံဖြစ်သွားအောင်ကြည့်ချပါတယ်။အဲ့ဒီနောက်ဒီအမုံတွေကိုနွားနုကနေရရှိတဲ့ထောပတ်ခဲကိုထည့်ပြီးလက်နဲ့တေချာပြီးသိမ့်နေကပြည့်ခဲခဲပုံစံရအောင်လှုပ်ဆောင်ကြပါတယ်။တခါတရံမှာအပူနှဲငယ်ပေးတာမျိုးလည်းရှိပါတယ်။ဒီ ODGC ကိုလိမ့်ကျက်ခြင်းနဲ့ပြင်ဆင်ခြင်းကိုအမျိုးသမီးတွေကသာဂိုင်းတွေဆောင်ရွက်လိရှိပါတယ်။ ODGC ရဲ့ညီညွတ်ရဟာဟင်ဘာရည်ကြီးမှုအတွက်အလွန်ရေးပါပြီးလက်နေတဲ့အဓိပ္ပာယ်တွေရှိပါတယ်။ ODGC ရဲ့ညီရတဲ့အရာဟာရည်ကြီးအသက်နဲ့သွေးတို့ကိုကိုစားပြုတယ်လို့ဟင်ဘာတွေကယုံကြည်ကြပါတယ်။ဒီလိုလှဆင်ခြင်းဟာအမျိုးသမီးတို့ရဲ့လှပမှုမျိုးပွားနိုင်စွမ်းနဲ့မိခင်ဖြစ်တာတို့ကိုပေါ်ပြတဲ့အထောက်အကူတစ်ခုလည်းဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့အသက်အရွယ်လက်ထပ်ပြီးခြင်းမိခင်ဖြစ်ခြင်းစတဲ့လူမှုအဆင့်တက်ပေါ်မူတည်ပြီးစပင်ပုံစံနဲ့ ODGC ကိုလိမ့်ကျန်တဲ့ပုံစံပွဲပြတတ်ပါတယ်။ငယ်ရွယ်တဲ့မိန်းကလေးတွေကအရွယ်ရောက်ချိန်ကစတင်ပြီး ODGC ကိုစပင်နဲ့အသားပေါ်သုံးလိမ့်ကြပါတယ်။ဟင်ဘာအမျိုးသမီးတွေဟာထူးခြားတဲ့စပင်ပုံစံတွေကို ODGC နဲ့ပေါင်းစပ်ပြီးထားတတ်ကြပါတယ်။ဒီလိုလုပ်ခြင်းဟာစပင်ကိုတည်ငြိမ်တရက်စစ်ပြီးအမှန်အသားထင်ရှားစေသလိုအနံ့ဆိုးတွေကင်းဝေးအောင်လည်းထိမ့်သိမ်းပေးနိုင်တယ်လို့သိရပါတယ်။ ODGC မှာရည်ကျင်းမှုဆိုင်ရာအလှပတန်ဖိုးတွေတင်မကားပဲတဘာဝကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေလည်းပါဝင်နေပါတယ်။ ODGC မှာပါဝင်တဲ့တန်အောက်ဆိုက်ဓာတ်တွေကြောင့်ခရမ်းလိုရောင်ကြည်တံကိုကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့သုတေသနတွေကဖော်ပြပါတယ်။ဒီလိုနေရောင်ကာကွယ်မှုကြောင့်ဟင်ဘာမျိုးသမီးတွေဟာအရေးပြားပေါ်အပူလောင်တာယောဂဖြစ်ပွားမှုနေပါတာမျိုးဖြစ်နိုင်တယ်လို့လေ့လာတွေ့ရှိရပါတယ်။ဟင်ဘာလူမျိုးစုဟာရေရှားပါတဲ့ဒေသမှာနေထိုင်ရတဲ့အတွက်ရေနဲ့မသက်စင်နိုင်တဲ့အခါ ODGC လိမ့်ထားခြင်းဟာအရေးပြားကိုသက်စင်ပေးသလိုဖုံမှုနဲ့ပိုးမွားတွေကိုပါအနှဲငယ်ကာကွယ်ပေးတယ်လို့ယူဆရပါတယ်။ဒါအပြင် ODGC ဟာအရေးပြားကိုထိခိုက်မှုတွေကနေလည်းကာကွယ်ပေးပါတယ်။ယနေ့ခေတ်မှာ ODGC ရဲ့ထူးခြားတဲ့ပုံရိပ်ဟာကမ္ဘာလက်ခရီးသွားတွေဓာတ်ပုံဆရာတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့စိတ်ဝင်စားမှုကိုရရှိလာပါတယ်။ ODGC ဆိုတာဟေဘာမျိုးသမီးတွေအတွက်အလှအပယဉ်ကျေးမှုလူမှုအဆင့်တန်းနဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုတပြိုင်နက်တည်းပေးစွမ်းနေတဲ့အလွန်ထူးခြားတဲ့ရိုးရာအလှဆင်ကြီးတစ်ခုပဲဖြစ်ပြီးမပြော့ပြတ်အောင်ဆက်လက်ထိန်းသိမ်းနေကြဆဲဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင် Knowledge Hub ကို follow ထားနိုင်ပါတယ်။